Hello guys, welcome back to our page. ဒီနေ့တော့မလေးရှားရဲ့နာမည်ကြီး tourist place တစ်ခုဖြစ်တဲ့ Genting Highlands ကိုတွားလေကြမှာဖြစ်ပါတယ်။ကျွန်တော်တို့မင်းသားစုအလိုက်တွားလေရတာဖြစ်တဲ့အတွက်ကြော်စရာအမှန်တမ်းကောင်းပါတယ်။ Wow, cable ကပေါ်က view တွေကအရန်မိုက်တာပဲတောင်တွေတစ်တော်တွေအပေါ်ကနေမြင်နေရတာ feel so relaxing တချို့နေရာတွေမှာ cloud တွေကြားထဲကနေသွားနေရတာမျိုး feeling ရနေတာတကယ်လို့တင်ဟာကတင်ဟာလက်ကိုသွားမယ်ဆိုရင်တော့ဒီ cable ကားလေးကိုစီးပြအောင်စီးဟုတ်ပြောကြလာတယ်မှာအချမ်းပြပြရစေခင်ဗျာခုဆိုရင်တော့အင်္ဂါနဲ့ကတင်ဟန်လန်ကိုတော့ဖို့ထွက်ခွာလာပြီဖြစ်ပါတယ်အခုကျွန်တော်တို့တက်စီနဲ့ကတင်ဟန်လန်ကိုဦးတည်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကေကနေတော့မယ်ဆိုရင်တော့ကတင်ဟန်လန်ဒီကဘာကာတီယိုတနားကြောကြောကြပါတယ်အခုကျွန်တော်တို့ Skyway လို့ခေါ်တဲ့ကာဘာကားနေရာကိုကျွန်တော်ရောက်ရှိနေပြီဖြစ်ပါတယ်ကျွန်တော်တို့အပေါ်ထက်ကိုကာဘာစီဖို့တက်နေတာဖြစ်ပါတယ်အခုကျွန်တော်တို့ကာဘာစီမံနေရာကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ချင်းပြည်နယ်ကနေလာတဲ့လူတွေဆိုတော့အဆူလိုက်အပြုံလိုက်နေပဲကျွန်တော်တို့တွားနေတာဖြစ်ပါတယ်။တော်စားလည်းကောင်းပါလေ။အခုတီကက်ဖြစ်တဲ့ဟာကိုကျွန်တော်တို့အထက်ဝင်တော့မှာဖြစ်ပါတယ်။တီကက်မှာပါတော့ဝင်လို့မရဘူးเนาะ။တီကက်ကို10ချက်ပေါ့เนาะ။တီကက်တစ်ခု10ချက်ဖြစ်ပါတယ်။လူကြီးလူငယ်အတူတူပဲ10ချက်လူကြီးလည်း10ချက်လူငယ်လည်း10ချက်ဖြစ်ပါတယ်။ခုကျွန်တော်တို့ Skyway ပေါ်တက်နေပြီပဲဖြစ်ပါတယ်။ကြော်ပါပါစီနေကြပြီဖြစ်ပါတယ်။သူတို့လေးတွေကတစ်ခါမှမရှိဘူးတော့အရန်ပဲ surprise ဖြစ်ကြပါတယ်။အခုကျွန်တော်တို့ဖုန်ကြီးကျောင်းသားကျွန်တော်တို့ရောက်နေပြီပါတယ်အဲ့ဒါတရုတ်ဖုန်ကြီးကျောင်းပေါ့နော်တရုတ်ဖုန်ကြီးကျောင်းဖြစ်ပါတယ်အဲ့ဒီအပေါ်ကနေအောက်ဆင်းလာရမှာဖြစ်ပါတယ်အပေါ်မှာဂိတ်ရှိတယ်အဲ့ဂိတ်မှာကျွန်တော်တို့ဆင်းပြီးမှဒီလမ်းကျောင်းအတိုင်းပေါ့နော်ခြေချင်းနဲ့အဲ့ဖုန်ကြီးကျောင်းကိုဆင်းလာရမှာဖြစ်ပါတယ်wow view တွေကတော့တော်တော်လှတယ်နော် view တွေကတော်တော်လှတယ်ဟိုးအောက်မှာဆိုရင်လည်းစုံနေအများကြီးပဲဒါအပေါ်တက်တဲ့ဟာရောအောက်ဆင်းလာတဲ့ဟာရောအများကြီးပဲကေဘကားတွေကတော့တော်တော်လေးဂျင်းလို့ဆရာကောင်းပါတယ်ဒါကတော့နောက်ကနေလာတဲ့တတိုက်ပေါ့နော်ကျွန်တော်တို့ကလူကများတော့အရှေ့မှာတတိုက်နောက်မှာလည်းတတိုက်ဆိုပြီးမှကျွန်တော်တို့နှစ်စီးရတာဖြစ်ပါတယ်ဒါနောက်ကဖွဲ့လူပြိုတွေဖွဲ့ပေါ့နော်ကျွန်တော်တို့ဖက်ကမိအင်ထောင်ရှိပိသားလူတွေပေါ့မင်းသားစုလိုက်ကျွန်တော်တို့ဆင်းတယ်။ခဲကွာကျွန်တော်ရောက်လာပြီဖြစ်ပါတယ်။ခဏအနေကြရင်ကျွန်တော်တို့ဖုန်ကြီးတုံးကိုခြေနဲ့တော်တော်မှာဖြစ်ပါတယ် Chain Sweet Cave Temple လို့ခေါ်ပါတယ်အဲဖုန်ကြီးတုံးနာမည်ကအခုကျွန်တော်တို့ဖုန်ကြီးတုံးတော်တော်မှာဖြစ်ပါတယ်ဟုတ်အဲ့ဖုန်ကြီးတုံးကိုလေကျွန်တော်တို့ lift နဲ့တွားတာเนาะတက်လေကနေတွားတာအရန်အဆင်ပြေတယ်တက်လေကနေတွားရခြေနဲ့ရှောက်တယ်ဆိုပေမဲ့လေဒါကအများတော့အဖြစ်တက်လေကကြီးပဲတက်လေကနေတွားရတာဆိုတော့အလောက်မပင်တမ်းပေါ့အပြန်ဆိုရင်လည်းတက်လေကပေါ့အတော်ဆိုရင်လည်းတက်လေကပဲတက်လေကနဲ့ပုံလုံး
တော့ရတာဆိုတော့တိတ်မပင်ပန်းဘူးအဆင်ပြေတယ်ကဲအခုကျွန်တော်တို့ပုံကြီးချောင်းရောက်နေပြီပဲဖြစ်ပါတယ်ဖွေးလိုက်ပါနော်ဖွေးလိုက်ရှောက်လေကြတာပေါ့ဖွေးလိုက်ရှောက်လေကြတာမှာဘယ်နှစ်ယောက်လဲဆိုတော့18ယောက်ကျွန်တော်တို့မိသားစုအလုံးအဲ့ဒါတော့မစုံသေးဘူးတချို့တော့သူတွေကအလုပ်နေကြတယ်ဆိုတော့ကျွန်တော်တို့မိသားစုတော့မစုံဘူးပေါ့နော်အဲ့ဒါတော့18ယောက်ရှိပါတယ်ဒီမှာကလေးတွေလည်းဒါပျော်ကြတယ်ဆိုတော့မရောက်ဖူးတဲ့နေရာဆိုတော့တော်တော်လေးကပျော်ကြတာဖြစ်ပါတယ်နောက်က အင်ဂျီဖြစ်နေကောင်ကသူကမန်နေဂျာကြီးဖြစ်ပါတယ်မန်နေဂျာကြီးကဲအဲ့ဒါတော့ပုံကြီးကြောင်းကနေဗီဒီယိုအောက်ကိုရိုက်တာ view တွေနဲ့အများကြီးပဲဒါ view ကတော့တော်တော်ကောင်းတယ်ပေါ့နော်ဆိုတော့ဒါပုံကြီးကြောင်းရဲ့ရေတခွန်ဖြစ်ပါတယ်ပုံကြီးကြောင်းအပေါ်ဖက်မှာအဲ့လိုမျိုးသူက line ရှောက်လို့ရမယ် line တရားလုပ်ပေးတာပေါ့နော်ဒါပေါ်ကနေအဲ့ပုံကြီးကြောင်းကျွန်တော်ဗီဒီယိုရိုက်တာဖြစ်တယ်ခုကလေးတွေနဲ့ရှောက်လေကြတာပေါ့နော်ရှောက်လေကြတယ်တနေ့ကုန်ပဲဒါအပေါ်ကနေဗီဒီယိုရိုက်တာရဲ့ဖုန်းကြီးကြောင်းအရှိဖက်ပေါ့နော်ဟိုးမှာ KL ပေါ်လာတာဟိုးမှာ KL ဒါတော့ရှေးဟောင်းပစ္စည်းတွေဖြစ်ပါတယ်ဒါဝါနဲ့သူတို့ဝါပုံစံနဲ့လောက်ထားပါတော့သူတို့လောက်တာတော့ဒီလက်မီပေါ့ဒီလက်မီနဲ့လောက်တာဒါပေမဲ့ဝါပုံစံနဲ့သူတို့ကလောက်တာနော်ပင်ပန်းကြည့်မယ်ဆိုရင်တော့ဝါနဲ့တော်တော်တူတယ်ပေါ့လဲလာကြတယ်ဟရန်သူတို့လူငယ်တွေဆိုတော့စူးစမ်းကြတာပေါ့နော်ဆိုလူငယ်တွေဆိုတော့တပ်ပုံတွေရိုက်ဒါဆူတောင်းပြတဲ့ရေအန်လို့ပြောတာပဲဒါတင်ကားပြတွေပေးပြီးမှဒီမှာဆူတောင်းရင်ကိုဆူတောင်းတာပြတယ်လို့ပြောကြတယ်ဆိုတော့ချစ်သူများတွေပဲမှာဆူတောင်းလို့ရတယ်ဒါလူပြိုကြီးတွေအပြိုကြီးတွေလူပြိုကြီးတွေနောက်ကနေလိုက်လာကြတယ်ဒါဖုန်ကြီးချောင်းကနေအဲ့ရခုနကကျွန်တော်တို့ရှောက်လာတဲ့ရှောက်လန့်ပေါ့နော်အဲ့ကိုကျွန်တော်ရိုက်တာဖြစ်တယ်ဒါဖုန်ကြီးချောင်းဖြစ်တယ်ဒီဟာကဒီနေ့ကျွန်တော်ရဲ့အကြီးမမရှိပါရမွေးနေဆိုတော့အဲ့ဘုံကြီးကြောင်းရှင်းပါပဲမွေးနေကိကျွန်တော်တို့ခွေးပေးလိုက်တာဖြစ်ပါတယ်ဒီဟာကရှေ့ခေတုံးကအပြစ်ကျူးလွန်တဲ့အခါမှာသူတို့တန်ပေးတဲ့ဟာဖြစ်မဲ့ထင်တယ်ပေါ့နော်ဒီဥစ္စာလည်းမဖတ်တတ်ဘူးဆိုတော့ရှေးဟောင်းဟိုးရင်တော့ဖိုးဖွားခေတုံးကသူတို့အပြစ်ကျူးလွန်တဲ့လူတွေကိုတရားစီရင်တဲ့အခန်းပေါ့နော်သူတို့တရုပ်ဖော်ပြီးမှရုပ်တူလောက်ထားတာဖြစ်ပါတယ်ရှေ့ခေတုန်းကတရုပ်တွေအပြစ်ကျူးလွန်တဲ့အခါမှာတရားစီရင်တဲ့ပုံစံပေါ့ဆိုတော့သူတို့တရားစီရင်တဲ့ပုံစံကတော်တော်ရက်ဆက်တယ်လို့ပြောလို့ရတယ်။အော်မှာဆိုရင်တော့ပိုက်ကြီးတွေကိုလည်းပိုက်ခွေးပြလိုက်တာပဲဟိုမှာမျက်စိဖောက်ရတဲ့ဟာလည်းရှိတယ်လက်ပြတဲ့ဟာလည်းရှိတယ်ပေါ့နော်ဆိုတော့သူတို့အပီးဘယ်လောက်ကြီးတယ်ဆိုတဲ့ပုံမှာမတည်ပြီးမှဟိုလောက်တာဖြစ်နေတယ်။တရားစီရင်ပါတယ်။笑着哭骂的卡片用ထွက်ခဲ့တယ်အမျော်လင့်ခြင်းတတန်ရိပ်များဆူဆောင်ခဲ့မိုးရေလိုမိပါပေမဲ့ညို့နေစေလေလို့ကောင်းတော့ရှောက်လေကြတာမပြေးနိုင်တော့ဘူးဒီမှာကင်မရာမင်းကလည်းထိုင်မြမကင်မရာရိုက်ပေးတာဟောမှာရှေ့နောက်အောက်မှာကြည့်လိုက်အောက်မှာဖုန်းကြည့်ချုံနေပေါ့နော်ဒီတော့ကောင်းတယ်ဟိုးဖက်ကြီးရတော့ပေါ်တယ်ဟာရှောက်လေကြတာဓာတ်ပုံတွေရိုက်ကြတယ်မှာဓာတ်ပုံတွေရိုက်လို့ကောင်းတော့မင်းလဲစားပြီကဲဒီတစ်ခါမှာတော့ဝန်ခုံးပါကျဲတော့ဖက်ဝတ်ဆောင်ဝတ်ပြီးမှဓာတ်ပုံရိုက်နေကြတာပဲဖြစ်ပါတယ်ဟာမှာရှေ့ကိုကြည့်ပါတဲ့နောက်ကိုကြည့်ပါတဲ့ဟိုးပေါ်ဖက်ကြည့်ဆိုမှကင်မရာမဲခန်းတာတွေရှောက်လုံးနေကြတာအိုက်တင်တွေလုံးအဲ့လိုလောက်တာပေါ့နော်ဒီမှာကဓာတ်ပုံတစ်ပုံကို60ပေးရတယ်မာဓာတ်ပုံတွေရိုက်လို့ကောင်းတော့ဒါပေမဲ့ဒီဝက်ဆောင်ဝက်ပြလို့ရှိရင်တော့ကိုကင်မရာနဲ့ရိုက်လို့မရဘူးသူတို့ဟာနဲ့ပဲရိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဖုန်းနဲ့ရိုက်မယ်ဆိုရင်တော့တန်ငွေဆောင်ရမှာပေါ့
ကျွန်တော်တို့ဖုန်းနဲ့ရိုက်တာသူတို့တွေ့တယ်ဆိုရင်တော့တန်ငွေ100ဆောင်ရမယ်လို့ပြောတယ်အဲဒါကြောင့်အခုဗီဒီယိုရိုက်ရတော့မှခိုးရိုက်တာနော်အဲ့ဒါသူတို့ပန်ရှင်တွေတွေ့ရင်တော့အဲ့ဒါ100တန်ဆောင်ရမှာဖြစ်ပါတယ်ဒီအခုကျွန်တော်တို့ဖုန်းကြီးကြောင်းလေပြီးတော့ပြီဆိုတော့အပေါ်ဘက်ကတဲ့ဟန်လန်ကိုပြန်ပြီးမှတော့မှာဖြစ်ပါတယ်ခုနစီးတဲ့ Skyway ပေါ့နော်ဖြစ်ပါကားကိုစီးပြီးမှကတဲ့ဟန်လန်ကိုပြန်ပြီးမှအလေတော့မှာဖြစ်ပါတယ်အခုကျွန်တော်တို့တောင်ပေါ်တက်နေပြီကဲအပေါ်မတွေ့ခင်မှာခုနကျွန်တော်တို့ခွေထားတဲ့ gate ကိုဒါပိုက်စားနေပြီဆိုရင်မှဒါဒီမှာစားနေကြတာဖြစ်ပါတယ်ဟောဗီဒီယိုလေးရိုက်ပြန်စားပြင်တော့ကျွန်တော်တို့အပေါ်တက်တော့မှာဖြစ်ပါတယ်စားလို့ကောင်းလို့ဟောမှာဗီဒီယိုလေးရိုက်ပြီးတော့ရိုက်စားလို့စားနဲ့ဟောဒီမှာပရိတ် gate ကိုကျွန်တော်တို့သမင်းအကြီးရဲ့သမင်းအကြီးမရဲ့ဝင်နေကိုဒီမှာပဲကျင်းပပေးတာဖြစ်ပါတယ်ဟဲ့ဟိုမှာ happy birthday to you ဆိုမှသမင်းအကြီးရဲ့ပတိကိုဝစ်လုံးနေကြတာဖြစ်ပါတယ်လေတော်တီရဲ့မှာမိနစ်မပြည့်ရင်ကျွန်တော်တို့ခွဲပြီးမှစားနေဖြစ်ပါတယ်စားပြီbonစားမှာစားလို့မပြနိုင်သေးဘူးစားနေကြတာဖြစ်ပါတယ်ဟောမှာတယောက်တခိုးစားပြီးကျွန်တော်တို့ပေါ်တော့မှာဖြစ်ပါတယ်ဒါကတော့အတစ်ဆောက်ထားတဲ့ဟောဘောနော်ကစားကွင်းဖြစ်ပါတယ်ဈေးသားကြီးတယ်အဲကစားကွင်းကိုဝင်ဖို့လူတယောက်ကို100နဲ့မှ98ချက်အဲထဲကိုဝင်ချင်တယ်ဆိုရင်တော့တိကက်အရင်ဝေးရမှာဖြစ်ပါတယ်တိကက်ဝေးပြီးရင်တော့အထက်ဝင်လို့ရပြီပေါ့နော်ဒါပေမဲ့တိကက်တော်တော်ဈေးကြီးတယ်လူတယောက်ကိုမှ198ချက်ဆိုတော့မလွယ်ဘူးပေါ့ကဲအခုကျွန်တော်တို့ကင်တင်ဟိုင်လန်ด์ကိုရောက်ရှိနေပဲဖြစ်ပါတယ် KFC ဆိုင်ရှာနေတာဖြစ်ပါတယ် KFC ဘယ်မှာရှိမလဲဆိုရင်မှအလန့်မသိတော့တွေ့တဲ့လူတန်း security လည်းမေးအကုန်မေး KFC ဆိုင်တွေ့ဖို့ရကျွန်တော်တို့လူတန်းကိုမေးနေရဖြစ်ပါတယ် Okay KFC ဆိုင်တွေ့နေပါပြီခင်ဗျာခုကျွန်တော်တို့ KFC ဆိုင်ရောက်နေပြီဖြစ်ပါတယ် KFC ခဏစောင်းမှာဖြစ်ပါတယ်ပိုက်သားစားလို့ KFC order နေတာပဲဖြစ်ပါတယ် KFC စားပြီးလို့ရှိရင်တော့ချနေရပြီပြန်လေးမှာဖြစ်ပါတယ်Okay. Ready? Okay. Okay. Leah, listen to. ဒါတော့မြန်မာစကားထဲကလိုပဲနောက်ဆုံးပြန်ရေးတာဖြစ်ပါတယ်ကျွန်တော်တို့ခွေးလိုက်တပ်ပုံရဲနေတာဖြစ်ပါတယ်နောက်ဆုံးပြန်ရေးတာဖြစ်ပါတယ်မြန်မာကားကြည့်ရများတော့နောက်ဝေးကိုပြန်စင်းစားပြန်လွှမ်းဟန်လိုမျိုးဖြစ်တာပေါ့နော်ဒီမှာတော့ကလေးတွေဝယ်ချင်ပြီးတော့မှဖြစ်ပါတယ်ကလေးတွေကစားနေကြတာဒါကစားတာလဲတစ်ကက်ဝယ်ပြီးမှကစားရတာဈေးရတော်တော်ကြီးတယ်တစ်ကက်တစ်ဆောင်ကိုမှ18ချက်ငါမင်းတော့မစီရဝဲ18ချက်ကိုလေပြီးရင်ဒီအခုစောနေတဲ့ဟာလေဒီဟာကစားကွင်းက3ယောက်ဝင်တာ150ကြားတယ်150 3ယောက်ပေါ့နော်ဒါလူကြီးတဲ့နေရောက်ပါတယ်ပေါ့အလုံး9ယောက်အထက်ဝင်တာ150ကြားတယ်ဒါကတော့အချင်းကတ်တမရှိဘူးဒီကစားကွင်းကတော့တော်တော်ကောင်းတယ်ပေါ့ကြီးလက်သားကြီးရယ်ကလေးတွေကစားတာပြန်မထွက်ချင်တော့ဘူးခေါ်တာသူတို့လည်းမပြန်ချင်တော့ဘူးတဲ့ဒီမှာပဲကစားတော့မယ်တဲ့အမစောနေကြတယ်ကလေးတွေစောနေကြတယ်တစ်ခုပြီးတစ်ခုတွေ့ရရတိုင်းကစားချင်နေတာပဲဟိုကလည်းတွေ့ရင်စောချင်ဒီကလည်းတွေ့ရင်စောချင်နဲ့နေကုန်ဒီမှာပဲအချင်းကုန်နေရတာဖြစ်ပါတယ်ဟိုမှာကလေးတွေဂျေစီကာနဲ့ခင်စီရရအောင်ပြောနေကြတယ်က
တင်းနဲ့ကထဲလာမှာချက်ပါနေရ Jesus 作对，灭人速。